တာလီဇောပါနေရာနမ်ပရမာရောက်ခိနေကတဲ့ကျွန်တော်တို့ချိတ်တယ်ရခိုင်လူမျိုးတီတော့အုံမရခရရဖို့ကျွန်တော်တို့ရဲ့အတ္တတာအင်ထော်ရေးအလောက်အကိုင်းပျော်ရွှင်မှုတီကိုနေရာစဉ်တိုင်းမှာထာဝရကာလအထိခံစားရရှိဖို့နာတော်တာဆောင်ပြီးခဲ့ပါလို့ရိုတေဇော်နဲ့ဖိတ်ကရအပ်ပါရယ်ဆာလာဘီရဲ့အာဒန်ဤမျိုးစားစေစားအကောက်ကိုပေါ်ပရာရှံပါရယ်ကပဦးကျန်အခန်းဂရီငေါကိုလေးလာတဲ့အခါမှာလူသားမျိုးနွေဤရှေးဦးမျိုးရိုးဗီဇာစရွန်တီကိုတွေ့ရပါတယ်အာဒန်ကနေစခဲ့နောအေအထိမျိုးစားစေစားရှိပါတယ်ဒီမျိုးစားတီထူခရရှာကသူတို့ရဲ့အတရှိရာကိုရာကျော်အထိအတဟေခဲ့ပါတယ်အနည်းဆုံးခொနေရာခொနေစေခொနနေအထိအတဟေခါပါတယ်အစာအုပ်မှာဖရတ်တကောင်ဖန်ဆောင်ခရဲကဘာမရီဆိုအခုထအစာပုံများစွာတန်ရှောင်းပြီးရဲ့ရောဂါတရားကောင်းဝိပနာလူသားရိုဤမျိုးရိုးဗီဇာဆိုလေအလွန်တရာမှာတန်ဆွမ်းခခဲ့ပါရယ်ဒီမျိုးစားစေစားရိုဤနာမေတီနဲ့အတိတ်ဘေကိုကြည့်ခါဖရတ်တကောင်ကလူသားတီအတော့ပြောင်းဆောင်ထားတဲ့ကေတန်ခရအစီအစဉ်ကိုလေတွေ့ရပါတယ်ဒီမျိုးစားစေစားထဲမှာပထမဆုံးမျိုးစားလူသားကအာဒမ်ဖိတ်ပါတယ်အာဒမ်ရဲ့အတိတ်ဘေကလူသားပါမြေမုန်းကနေလာရလူလို့လေအတိတ်ဘေရပါတယ်အာဒမ်ရဲ့ကဘာမြေထမနေပေါ်ကိုရာ30အသားထေခါပါတယ်အာဒမ်မျိုးစားကရှေသားဖိတ်ပါတယ်အတိတ်ဘေကခန်းအခရောင်ဖိတ်ပါတယ်အာဘေလနေရာမှာအစောထိုးခန့်အခန့်ရသူလေးဖိတ်ပါတယ်ရှေသားဆိုရဲကိုရာ30နှစ်ထိအသားဟေခါပါတယ်ရှေသားဤမျိုးစကတော့ဟာအင်းနောဖိတ်ပါတယ်အတိတ်တွေကတီမျိုးသို့မဟုတ်အာနေတော်သူဖိတ်ပါတယ်လူတော်တိဆိုရဲအပရိကရောအာနေလာပြဆူစောကိုဖော်ပြပါတယ်အင်းနောလေကိုရာငါနိုင်ထိအသားဟေခါပါတယ်အင်းနောဤမျိုးစကကာယိနံဖိတ်ပါတယ်အတိတ်တွေကဝမ်းနေပူဆွေးခရံပါအပရိရှိရလူတော်တီဘဝစောဝမ်းနေခရံနဲ့ပဲပြင်းနေစောကိုဆိုလိုပါရယ်ကိုင်းနယ်လေအတကိုရာ30ထိအတဟေခါပါရယ်ကိုင်းနယ်မျိုးစကမဟာလေလာဖိတ်ပါရယ်အတိတ်တွေကရှီမွန်ခံထိုက်သောဖရတခံပါဝမ်းနေခရံတီဂရကဖရတခံကိုမရန်အောက်ဂရိဖို့လန်ပရာဆိုပါမဟာလေလာရယ်ရှိရာကုစီငေါနိုင်တီအတဟေခါပါရယ်မဟာလေလာဤမျိုးစကယာရဲဖိတ်ပါရယ်အတိတ်တွေကဆောင်းသားလာခရောင်ဖိတ်ပါရယ်ယာရဲဆိုလေကိုရာခောက်စင်နှစ်ထိအသားထေခါပါရယ်ယာရဲဤမျိုးစကအင်းနောက်ဖိတ်ပါရယ်အင်းနောက်ကဖရတ်တခွန်နဲ့အတူလောလာရယ်ပုဂ္ဂိုလ်ဖိတ်ပြီးတဲ့သူအတ3ရာခောက်စင်9နိုင်မှာဒီခရန်တရကိုမတွေးကြုံခါရဘင်းနဲ့ဂေါခွန်ဘုံကိုအသားထောင်လျက်ရှီစောခရန်ခံရတဲ့သူဖိတ်ပါရယ်တနည်းအပြောင်းအင်းနောက်ဆိုရဲလောကမှာအတထောင်တန်နေခါကလေးတော့မတိခါပါဖရတ်ခေါင်ဤတင်းစေခရံကိုခံပြီးကဂေါခွန်ဘုံကိုရှီစောခရံခံရတဲ့လူဖိတ်ပါရယ်အင်းနောက်ဤမျိုးဆက်ကမတုရှလာဖိတ်ပါရယ်သူသီရေအခါတရောစီရံခရံရောက်လာလိမ့်မယ်လို့အတိတ်ပြေရပါရယ်မတုရှလာဆိုအတကိုရာခောက်စေကိုနိုင်တီခရံဟာပါရယ်မတုရှလာဆိုရဲအာဒန်ဤမျိုးဆထဲမှာအတအရေဆုံးပုဂ္ဂိုလ်လေးဖိတ်ပါရယ်မတုရှလာဤမျိုးဆက်ကလာမဲဖိတ်ပါရယ်အတိတ်တွေကမျောလွန်ရှာကောင်းမေသူသို့မဟုတ်နင်းရှာခရံဖိတ်ပါရယ်လာမဲဆိုခொနေရာခொနေစေခொနေနိုင်တီအတဟေခါပါရယ်လာမဲဤမျိုးဆကတော့ဟာနောအေဖိတ်ပါရယ်ဒီမျိုးဆစေစာဤနောက်ဆုံးမှာပေါ်ထွန်းလာတဲ့လူကနောအေဖိတ်ပါရယ်နောအေအတိတ်တွေကတာတာခရွန်သို့မဟုတ်နောခိုရာလို့လေအတိတ်ပေရပါတယ်နောအေမှာရှေမဟာမယာဖက်ဆိုတဲ့တော3ယောက်ရှိပါတယ်နောအေခိုက်ကာလာဆိုလောကာဂရိမှာအပရိတိကကောမြာပြီးကလူတီးလေကိုဂျွန်တရပြပရနေအမောထူးခိုက်ဖိတ်ပါတယ်အာဒန်ကနေနောအေတီသူတို့နာမည်တခုစီဤအတိတ်ပေတီကို
စီလျောအောင်ဆက်လိုက်တဲ့အခါလူသားသည်အပရိတ်ကောအာနေသောတီမျိုးအဖရိုက်ခံအခရွန်ခံရပြီးဝမ်းနေခရွန်သို့ရောက်တော်လေရှင်းမွန်ခရွန်ခံထိုက်သောဖရတ်ခေါန်သည်ကောက်ခံမှဆန်းတာလာရဲလူတိကိုတန်ကရပိပနာသူဤတီခရွန်အပရန်မျော်လွန်ရှာကမေသူတိအတော်တတာခရွန်ကိုပြီးမေဆိုပနာပုံဖော်ပြီးထောဆိုဖိပါရေအာဒနဧဝအပရိတ်ကျူလွန်ပြီးအရှင်ကပောဖရတ်ခေါန်ကလူသားတိကိုဇာပိုင်ကေတံဖို့ဆိုစောကိုဒီမျိုးရူစရန်ထေမှာရှိုးဝါကောက်အနေနဲ့ထေသွန်ထောက်ခါဆိုဖိပါရေဖရတ်ခေါန်ကိုတော်တဲ့ဆန်းတာလာပြီးလူတိအတော့အသာပီကေတံဖို့ဆိုရဲယေရှုခရစ်တော်အကရောပဲဖိပါရေဓမ္မမိတ်ဆွေညီကိုမောင်နှမတို့တောင်ရိုးဤအတ္တာထေမှာလေအာဒန်နဲ့သဆိုင်ရဲဝန်နေပူဆွေးမှုတိမျောလွန်ရှာမင်းနီစောတိနဲ့ကရုံတွီနီရလို့ဆိုပါလေမျိုးစားစေစမ်းရောက်ခိုက်တဲ့နောအေဆိုရဲတတ်တာခရောင်းကိုဖရတ်ခေါန်ပိခါရဲပိုင်တောင်အနေနဲ့လေဖရတ်ခေါန်ဤရှိတ်ခရောင်းမိုက်တာကိုယုံပြေလက်ခံဖို့လို့ဆိုပါကေဝန်နေခရောင်းတိကနေလွမ်းရောက်ပြီးကေအိုခရောင်းနာခရောင်းတီခရောင်းမရှိရထာဝရအတကိုရရှိနိုင်ပါရေရတကောဖရတ်ခေါန်ရဲအာဒန်နဲ့ဧဝအပရိတ်ကျူးလွန်လို့လောကကြီးကိုအပရိတ်တရဝန်ရောက်လာပြီးနောက်မှာသူဤပုံတံတော်နဲ့အညီဖန်ဆန်းထားတဲ့လူတိကိုကေတောင်ဖို့အတော်အာဒန်ဤမျိုးဆက်စေစတ်ထေမှာရှိုးဝါကောက်အနေနဲ့ပေါ်ပြထားကြတဲ့အကရောဝါနဲ့ပတ်သက်လို့မျိုးစားစေစအကရောကိုဝိညာစောဖိပါရေကရနာရေလူအရောက်စီတိုင်းဖရတ်ခေါန်ကောက်ကြီးပြပါစီငါပစ္စည်းငါဥစ္စာငါအိမ်ငါယာငါလေပါဒါတွေအလုံးငါရဲ့ကိုယ်ပိုင်အရာတွေပါဘယ်သူနဲ့မှမသက်ဆိုင်ဘူးဘယ်သူနဲ့မှမပတ်သက်ပါဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ငါရဲ့စွမ်းငါရဲ့ကုန်ငါရဲ့လုံဆောင်ချက်တွေကြောင့်ဒါတွေအလုံးတိုးလို့သာငါပိုင်ဆိုင်ကြီးလူတွေအလုံးရှိမှလေငါလေးဝင်ကြွားခဲ့ရတယ်ဒါတွေအလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်အိုလူသားသိချာစဉ်းစားကြည့်ပါဦးတစ်ချိန်ချိန်မှာတည့်ရဲ့အသက်တာကုန်ဆုံးသွားရဲ့ကိုယ်နိုင်ရှိတဲ့ဥစ္စာများကိုယ်နဲ့တူယူသွားနိုင်မလားစဉ်းစားပါသိချာစဉ်းစားကြည့်ပါဦး